5,000 hertz စာဝေး emitter by stationary source ဒီ stationary source ကနေပြီးတော့ဒီအတန်လှိုင်းဘယ်လောက်ထုတ်လဲဆိုလို့ရှိရင်9000 hertz ကိုသူကထုတ်လုပ်ပေးတယ်လို့ပြောတယ်အဲ့မှာဒီ sound က refresh ဆိုတာပြန်လာတာပေါ့နော် fraud in object ဆို what to တစ်ခုစီအဲ့ဒီ what to ကဘာလဲဆိုတော့ movie ရွေ့လျားနေတဲ့ what to လေးတဲ့နော် what to တစ်ခုရွေ့လျားနေတဲ့ what to တစ်ခုဘယ်လောက်နဲ့ရွေ့လျားနေလဲဆိုတော့355 meter per second နဲ့ရွေ့လျားနေတဲ့ what to ကနေပြီးတော့အတန်လှိုင်းတွေကပြန်လာတယ်ဘယ်သူစီကိုလဲဆိုတော့ toward the source ခုနကရနေတဲ့ stationary source လေးစီကိုပြန်လာတယ်လို့ပြောတာအဲ့မှာ fry the frequencies or the wave reflected by the movie object are detected by detector as near the source ဒီ source ရဲ့အနီးဆုံးမှာရှိတဲ့ detector လေးစီကနေပြီးတော့တိုင်းတော်လို့ရမယ် frequencyနော် frequency ဘယ်ကနေထွက်လာလဲဆိုတော့အဲ့ဒီ frequency ကဒီ movie object ကနေပြီးတော့ပြန်လာမဲ့ frequency နော်အဲ့ဒီသူ့ရဲ့ရှေ့မှာဘာရှိလဲဆိုလို့ရှိရင် detector လေးတစ်ချက်တော့ထားထားတယ်ဒီ source ရဲ့ရှေ့မှာ detector လေးရှိမှာပေါ့အဲ့ဒီ detector ကဒီ frequency ဘယ်လောက်ကိုဖမ်းမိလဲလို့မေးတာသူကတကယ်တော့ stationary source ထုတ်လုပ်လိုက်တဲ့ frequency က9000 Hz ရှိတယ်အဲ့ဒီဟာဆိုလို့ရှိရင်ဒီ movie object ကိုသူကပို့လိုက်တာ movie object ကနေပြီးတော့ဒီပြန်လာမဲ့frequency ရောဘယ်လောက်လဲလို့မေးတာဟုတ်ပြီနော်အဲ့ဒီမှာသူက velocity of sound ကိုလည်းသူကပေးထားတယ်အဲ့တော့ကျတို့ပုံလေးနဲ့ကြည့်မှာပေါ့နော်ပုံလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျတော့ကျတို့ကသူကရက်နေတဲ့ object လေးပေါ့နော်ဒီရက်နေတဲ့ object လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုလို့ရှိရင် v เนาะကျတော့အဲ့လိုတတ်မှတ်လိုက်မယ်သူကကျတော့ရက်နေတော့မို့လို့ဒီကသူက vs stationary က0ဖြစ်သွားမယ်သူကကျတော့ object သူကဘာဖြစ်လဲဆိုတော့ ရွေ့လျားနေတဲ့ watt ရွေ့လျားနေတဲ့ watt vo လေးကကျတော့355 meter per second ဖြစ်မယ်အဲ့လိုလို့ရှိရင်ဒီကပြတော့ source လို့လည်းပြောလို့ရတယ်ကျတော့သူ့ source လည်းပြောလို့ရတယ် detector လို့လည်းပြောလို့ရတယ်เนาะသူ့ရဲ့ဆင်မှာ detector လေးထားပြီးတော့ဒီကနေပြန်ထွေးလာမဲ့ frequency ကိုလိုချင်တာသူကနေထုတ်လုပ်လိုက်တဲ့ frequency ကဘယ်လောက်နဲ့ထုတ်လုပ်လိုက်လဲဆိုလို့ရှိရင်9000 Hz နဲ့ထုတ်လုပ်လိုက်တာเนาะ frequency က9000 Hz နဲ့ထုတ်လုပ်လိုက်တော့သူကတော့ထုတ်လုပ်လိုက်တော့ပေါ့သူစီကနေပြီးတော့ပြန်လဲရရှိမဲ့ frequency ဘာလို့လိုချင်လဲဆိုလို့ရှိရင်ကျတို့က FO လေးကိုလိုချင်တာเนาะလိုချင်တော့ကတော့ FO လေးကိုလိုချင်တော့သူစီကနေပြန်လဲထုတ်လုပ်လိုက်မဲ့ FO လေးကိုလိုချင်တာဟုတ်ပြီเนาะအဲ့တော့ကျတို့က shop ပေးရမှာဒီ FO ရဲ့တန်ဖိုးလေးကို shop ပေးရမှာဟုတ်ပြီเนาะချီလေးတွေရင်းမှာပေါ့နော်အဲဆိုလို့ရှိရင်ဒီရက်နေတဲ့ watt လေးရဲ့ speed ကကြတော့ vs တန်ဖိုးက0ဖြစ်မဲ့ movie object ကကြတော့ vo ကကြတော့355 meter per second ရှိတယ်ပြီးလို့ရှိရင်ဒီသူကထုတ်လုပ်လိုက်တဲ့ main ပေါ့နော် stationary ကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ frequency လေးကကြတော့ fs ကကြတော့5000 Hz ရှိတယ်ပြီးလို့ရှိရင်ဒီ speed of sound ကကြတော့343 meter per second လို့သူပေးထားတယ်ကျဲတို့ကဒီရွေ့လျားနေတဲ့ watt ကနေပြီးတော့ထွက်လာမဲ့ frequency ကကြတော့ observer လေးပေါ့နော်တနည်းအားဖြင့်အားမို့FO လို့တတ်မှတ်လိုက်မယ်ဒီကျတို့ shop ပေးရမှာဒီ FO လေး shop ပေးရမှာအဲ့ဆိုကျတို့ကဘာလို့သုံးလို့ရလဲ Doppler equation လို့သုံးလို့ရတယ် FO equal to F is B plus or minus V0 by V minus or plus V is နော်အဲ့မှာတီးရမှာကဒီ observer လေးကို is approaching the maze ဆို observer ကနေပြီးတော့ဒီ maze ကိုချိကတ်လာတယ်ဆိုလို့ရှိရင် VO တန်ဖို့တစ်ချက်တို့ကဘာနဲ့ယူရမှာလဲ plus နဲ့တွက်ပေးရမယ်ဟုတ်ပြီနော် observer အဲ့တော့ FO equal to F is B plus V0 by V ပေါ့နော်အဲ့မှာတန်ဖိုးလေးလေးစောသွေးပြီးတွေ့လိုက်လို့ရှိရင်ဒီ FO ရဲ့တန်ဖိုးလေးတော့တစ်ခုရောက်ပြီဟုတ်ပြီနော်ပြီးလို့ရှိရင်ဒါချိကတ်လာတဲ့ဟာနော် observer ကနေပြီးတော့ကြောက်ပြီးသွားရင်နောက်တစ်ခုကကျတော့ source ကို source ကနေပြီးတော့ဒီ observer ကိုတွားပြီးတော့ချိကတ်မယ်ဆိုလို့ရှိရင် VS တန်ဖိုးချေတော့ဘာနဲ့ယူရမှာလဲ minor နဲ့ယူပေးရမယ်နော် the source is approaching the observer အဲ့ဒါဆိုလို့ရှိရင် VS တန်ဖိုးကို minor နဲ့ယူပေးရမယ်အဲ့တော့ခုနကပုံသေးနီးလေးပဲ Doppler equation တိုင်းပဲ FO equal to F is V plus or minus V O by V plus or minus VS အဲ့ဆိုလို့ရှိရင်ဒီ VS တန်ဖိုးနေရမှာ minus ကိုစောထည့်မယ်ဟုတ်ပြီနော်အဲ့တော့တန်ဖိုးလေးလေးစောသေးပြီးတွေ့လိုက်လို့ရှိရင်တော့ FO ရဲ့တန်ဖိုးလေးကိုရောက်ပါပြီ